ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာတိုင်းမှာလည်းသူတို့မှလည်းလူ့ဖွဲ့ချက်တွေကိုယ်ပိုင်အမှတ်သားတွေရှိကြပါလေအဲ့ဒီလူ့ဖွဲ့ချက်တွေကိုသူတို့ရဲ့ဂုဏ်သက်တီတွေကနေတဆင့်ဖော်ထုတ်လို့ရပါတယ်ကဲဒီနေ့တော့ Dredd ရဲ့အဲ့ဒီအခြေခံလက္ခဏာတွေကိုဘယ်လိုဖက်ရှုနားလည်နိုင်မလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီအကြောင်းအရာကိုနားလည်ဖို့အတွက်ရိုးရှင်းတဲ့မေခွန်းလေးတစ်ခုနဲ့အရင်စကြည့်ကြတာပေါ့ရေခဲတုံးတုံးအေးပြိုသွားတာရဲ့မိချစ်တစ်ချောင်းမီးလောင်သွားတာရဲ့ကိုခေါင်းထဲမှာမြင်အောင်ကြည့်လိုက်ပါဒီဖြစ်စဉ်တစ်ခုမှာဘာများกว่าခြားနေပါသလဲဟုတ်ပါတယ်နှစ်ခုလုံးကပြောင်းလဲမှုတွေပါပဲဒါပေမဲ့တူတူပြောင်းလဲသွားတဲ့ပုံစံကတော့လုံးဝကိုမတူပါဘူးအဖြေကတော့ရှင်းပါတယ်ရေခဲရေပျော်တဲ့အခါသူ့ရဲ့ပုံသဏ္ဍာန်ပဲပြောင်းသွားတာပါရေခဲကနေရေဖြစ်သွားပေမဲ့သူကရေမော်လီကျူးအဖြစ်ဆက်ရှိနေတော့ပါပဲမိချစ်မီလောင်တဲ့အခါမှာတော့တစ်သားကနေပြားနဲ့မီးခိုးအဖြစ်လုံးဝအရာဝတ္ထုကတစ်တစ်ခုကိုပြောင်းလဲသွားပြီးမူလတစ်သားအဖြစ်ဘလို့မှပြန်မရနိုင်တော့ပါဘူးအဲ့ဒီကွာခြားချက်လေးကပဲဒီနေ့ကျွန်တော်တို့လေ့လာမယ်အကြောင်းအရာတွေရဲ့အခြေခံအုံရစ်ပါပဲကဲဒါဆိုပထမဆုံးအပိုင်းကိုအသေးစိတ်လေ့လာကြည့်ရအောင်ဒီအပိုင်းကတော့ဂျက်တစ်ခုရဲ့မူလအနှစ်သာရကိုမပြောင်းလဲစေပြီးအတွင်အပြင်ကိုပဲပြောင်းလဲသွားတဲ့ဖြစ်စဉ်တွေအကြောင်းဖြစ်ပါတယ်ရုပ်ပိုင်းဆိုင်ရာဂုဏ်သက်တည်ဆိုတာကဂျက်တစ်ခုရဲ့အပြင်ပန်းလက္ခဏာကိုဖော်ပြတာပါဆိုလိုတာကဒီဂုဏ်သက်တည်တွေကိုလေ့လာတိုင်းတာတဲ့အခါအဲ့ဒီဂျက်ကမူလဂျက်အဖြစ်ပဲဆက်ရှိနေတာမျိုးပေါ့ဥပမာရွှေရဲ့အယောင်ကိုကြည့်တာမျိုးပေါ့ဗျာရွှေကရွှေအဖြစ်ပဲရှိနေမှာပါဘာမှပြောင်းမသွားပါဘူးဥပမာအနေနဲ့ပြောရရင်တော့တိတ်တဲစားအယောင်မာကျော်မှုအရေးပြောမှတ်စူမှတ်နဲ့လက်ဆက်စီးနိုင်မှုတွေပေါ့ဒီအရာတွေအားလုံးကိုတိုင်းတာကြည့်တဲ့အခါမှာမူလထက်ကဘာမှပြောင်းလဲတော့မှာမဟုတ်ပါဘူးဒါတွေအားလုံးဟာသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာဂုဏ်သက်တည်တွေပါပဲရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုဆိုတာကြတော့ဂျက်အသစ်တစ်ခုလုံးဝမဖြစ်ပေါ်စေတဲ့ပြောင်းလဲမှုမျိုးကိုခေါ်တာပါပြောင်းလဲမှုဖြစ်ပြီးသွားရင်တောင်မှမူလတစ်စင်တွေကအတူတူပဲဘာမှမပြောင်းလဲပဲကြံနေခဲ့တာကိုဆိုလိုတာပါဥပမာတွေအနေနဲ့ဖျောင်းတိုင်အကြီးပျော်တာကိုကြည့်လိုက်ပါဖျောင်းအဆိုင်အခဲကနေအကြီးဖြစ်သွားပြီမဲ့သူကဖျောင်းမဲ့လေဟုတ်တယ်မလားနောက်ပြီးတကြားကိုကော်ဖီထဲထည့်မွေးလိုက်လို့ပျော်ဝင်သွားတာမျိုးရင်နှွေးငွေ့ကအေးပြီးရေပင်ဖြစ်သွားတာမျိုးတွေအလုံးဟာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေချီးမှာပြီကဲဟုတ်ပြီအခုဒုတိယပိုင်းကိုဆက်ကြည့်ကြရအောင်ဒီအပိုင်းကတော့လုံးဝကိုဂျက်အသစ်တွေဖြစ်ပေါ်စေတဲ့ပြောင်းလဲမှုတွေကြောင့်ပဲဖြစ်ပါတယ်ဓာတုဗေဒဆိုင်ရာဂုဏ်သက်တည်ဆိုတာကတော့ဂျက်တစ်ခုရဲ့အသွင်ပြောင်းနိုင်စွမ်းကိုဖော်ပြတာပါဆိုလိုတာကသူကတခြားအရာတွေနဲ့တွေ့တဲ့အခါလုံးမအရာအသစ်တစ်ခုဖြစ်သွားနိုင်တာလားမဖြစ်သွားနိုင်ဘူးလားဆိုတဲ့သူ့ရဲ့မွေးရပါအရေးအချင်းကိုပြောတာဖြစ်ပါတယ်ဒီဂုဏ်သက်တည်တွေက Dredd တစ်ခုဘလို့ debut ပြီးရာဝတ္ထုအသက်တစ်ခုဖြစ်ပေါ်လာနိုင်တယ်လဲဆိုတာကိုဖော်ပြပါလေဥပမာတစ်သားရဲ့မီးလောင်လံမှုတန်းရဲ့အောက်ဆီဂျင်နဲ့ပေါင်းပြီးတန်ချိတက်နိုင်မှုတွေဟာသူ့ရဲ့ဓာတုဗေဒဆိုင်ရာဂုဏ်သက်တည်တွေပါပဲအဲ့ဒီတော့ဓာတုဗေဒဆိုင်ရာကြောင်းလဲမှုဒါမှမဟုတ်ဓာတ်ဖြစ်မှုတစ်ခုဖြစ်ပြီးဆိုရင်တော့ရာလက်ကလုံးဝကိုကွဲပြားတဲ့ဓာတ်ပစ္စည်းအသစ်တွေဖြစ်လာမှာပါမူလဓာတ်ကိုပြန်ရဖို့ကမဖြစ်နိုင်တော့ပါဘူးနေ့စဉ်ဘဝမှာကြိတ်မနေရတဲ့ဥပမာတွေကတော့အများကြီးပါပဲမီးချစ်မီးလောင်တာတန်ချေးတက်တာအစားအစာတွေချက်ပြုတ်လိုက်လို့အယောင်နဲ့အရတာပြောင်းသွားတာဒါမှမဟုတ်ငပြိုးသီးတစ်လုံးမစ်ပြီးညိုသွားတာဒါတွေအားလုံးဟာဓာတုပြောင်းလဲမှုတွေပါပဲဒါကြောင့်အဓိကကွာခြားချက်ကိုပြန်ချုပ်ရောက်ရင်ရှင်းရှင်းလေးပါပဲရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကဓာတုဖွဲ့စည်းပုံမပြောင်းဘဲမူလအတိုင်းပြန်ဖြစ်နိုင်ပေမဲ့ဓာတုပြောင်းလဲမှုကတော့ရွက်အသစ်ဖြစ်ပေါ်လာပြီးနောက်ပြန်လက်လို့မရတော့ပါဘူးရေခဲကရေပြန်ဖြစ်နိုင်ပေမဲ့ပြားကတော့တစ်သားပြန်မဖြစ်နိုင်တော့ဘူးပေါ့ဟုတ်ပြီအခုဂုဏ်သက်တည်တွေကိုခွဲခြားတဲ့နောက်တနည်းကိုဆက်ပြီးလေ့လာကြည့်အောင်ဒီတစ်ခါတော့ Dredd ပစ္စည်းရဲ့ပမာဏကအရေးပါသလားဆိုတဲ့မေးခွန်းပေါ်အခြေခံပြီးခွဲခြားမှာဖြစ်ပါတယ်extensive property ဆိုတာကတော့ဂျက်ပစ္စည်းရဲ့ပမာဏအပေါ်မှာတိုက်ရိုက်မူတည်နေတဲ့ဂုဏ်သက်တည်မျိုးပါပြောရရင်တော့ပစ္စည်းများလေလေဒီဂုဏ်သက်တည်ရဲ့တန်ဖိုးကများလေလေပါပဲဥပမာဓာတု mass နဲ့ထုတဲ့ volume တော့ပေါ့နွားနို့တကယ်လန်ဟာနွားနို့တစ်ခွက်ထက်ဓာတုရောထုတဲ့ပါပိုများတာကထင်ရှားပါတယ်အပူ heat ဆိုတဲ့စွမ်းအင်ပမာဏလည်းဒီသဘောတရားအတိုင်းပါပဲ intensive property ကတော့သူ့ရဲ့စန့်ကျင်ဘက်ပါပဲသူကဓာတ်ပစ္စည်းရဲ့ပမာဏဘယ်လောက်ပဲဖြစ်လုံးဝပြောင်းလဲမသွားတဲ့မွေးရပါလက္ခဏာရပ်ဖြစ်ပါတယ်ကဲတောင်ကိုရှင်းပြဖို့အကောင်းဆုံးဥပမာတစ်ခုပြောပြမယ်စီဘူးတစ်ဆက်လက်ပေါ်ကြတာနဲ့စီဘူးတအိုးလုံးမောက်ကြတာကိုစဉ်းစားကြည့်လိုက်ပါနှစ်ခုလုံးကအပူချိန်အဲ့ဒါ intensive property ကအတူတူထိနိုင်ပေမဲ့ CO ထဲမှာအပူ
extensive property ပမာဏအများကြီးပိုများတဲ့အတွက်ပိုပြင်းထန်တဲ့တန်ရာကိုဖြစ်စေတာပါ ဆိုတော့ဒီဂုဏ်သတ္တိနှစ်ခုရဲ့အဓိကကွာခြားချက်ကပေါင်းထည့်လို့ရမရဆိုတာပါပဲ extensive property တွေဖြစ်တဲ့တက်ချူလိုမျိုးကိုပေါင်းထည့်လို့ရပြီပမာဏများလေတန်ဖိုးများလေဖြစ်ပါတယ်ဒါပေမဲ့အပူချိန်လို့ intensive property ကတော့ပေါင်းထည့်လို့မရပါဘူးပမာဏနဲ့မသက်ဆိုင်ပဲတသမတ်တည်းရှိနေတတ်ပါတယ် ကဲအခုထိလေးလာခဲ့တဲ့သဘောတရားတွေကိုလက်တွေ့ပေါ်ဝမှာဘလို့အသုံးချလဲဆိုတာကြည့်ရအောင်တက်ခွဲခန်းနေစိတ်ယုံနေမှာတွေ့ရတတ်တဲ့အရန်အရေးကြီးတဲ့အမှတ်သားတစ်ခုအကြောင်းပြောပြပါမယ် ဒီပုံကတော့ hazard diamond လို့ခေါ်တဲ့ anti ရဲ့အမှန်အတားပါပဲသူကဘယ်လိုဖတ်ရမလဲဆိုတော့အယောင်တစ်ခုစီကဓာတုခွန်တတိတစ်ခုကိုကိုးစားပြုရတယ်အနီရောင်ကမီးလောင်လွယ်မှုအပြာရောင်ကကျမရဲ့ anti ရဲ့အဝါရောင်ကဓာတ်ပြုတ်ပောက်ကွဲနိုင်မှုအောက်ကအဖြူရောင်ကတော့ရေနဲ့ဓာတ်ပြုတ်ရလိုမျိုးအထူး anti တွေကိုဖော်ပြနေရပါ အယောင်ကွက်တစ်ခုစီမှာ0ကနေ4အထိကဏ္ဍတွေနဲ့အဆင့်သတ်မှတ်ထားပါတယ်။0က Android မရှိတာကိုပြပြီး4ကတော့အလွန် Android ကြီးမားတာကိုညွှန်ပြပါတယ်။ဒါကြောင့်ဒီစိမ့်ပွင့်မုံကိုမြင်လိုက်ကနဲ့ဓာတု PC ရဲ့ Android ကိုမြန်မြန်ဆက်ဆန်သိရှိနိုင်တာပေါ့ တချို့အားဖြင့်ပြောရရင်ဒီနေ့လေးလာချဲတဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ဓာတုဗေဒဆိုင်ရာဂုဏ်သတ္တိတွေဟာကျဝတ္ထုတွေရဲ့ရုပ်ဝှက်ချက်တွေကိုဖော်ထုတ်ပေးတဲ့ဘာသာစကားတစ်ခုလိုပါပဲဒီဘာသာစကားကိုနားလည်လိုက်တာနဲ့ကျွန်တော်တို့ပတ်ဝန်းကျင်ကကပ္ပါကြီးကိုပုံမနက်နဲ့ရှိုင်းရှိုင်းတင်မြင်လာနိုင်မှာဖြစ်ပါတယ် ဒီတော့ဒီ Jetri ရဲ့ဘာသာစကားကိုနားလည်သွားပြီဆိုတော့စိတ်ဝင်စားစရာမေးခွန်းတစ်ခုထွက်လာပါတယ်။ကုံတက်တီတူရဲ့ jet စင်တွေကိုစနစ်တကျစီးထားတဲ့ဇယားကြီးတစ်ခုတာရှိမယ်ဆိုရင်က jet စင်တစ်ခုရဲ့နေရာကိုကြည့်ုံနဲ့သူ့ရဲ့ကုံတက်တီတွေကိုကြိုတင်ခန့်မှန်းနိုင်မှာလား။အဲ့ဒါကတော့ periodic table လို့ခေါ်ရဲ့ jet စင်အလဲကျဇယားရဲ့အစွမ်းပါပဲ။ဒီအကြောင်းကိုတော့နောက်တစ်ပိုင်းမှာဆက်ပြီးစူးစမ်းလေ့လာကြတာပေါ့။